Funkified. Come on. About to do it like this, about to do it like Funkified. Come on. About to do it like this, about to do it like this, y'all. Yeah. When I sit back and imagine life without you, I can't fathom how I ever thought I'd make it on my own. And there's at least a million reasons I'm still standing here believing you're my comfort, you're my healing. This I know, I know, I know. You can't see the wind, but it moves the leaves from the bottom to the top of the tallest trees. You are everything I'll ever need, and they can't take that from me. Oh, I feel it in my heart, I feel it in my soul. That's how I know. You take our brokenness and make us beautiful. Yeah, that's how I know. Love came crashing in, never gonna be the same again. Yeah, you came crashing in, you wrecked me, you wrecked me. Love came crashing in, never gonna be the same again. Yeah, you came crashing in, you wrecked me, you wrecked me. Everybody talking like they need some proof, but all I need is feel you. Everybody talking like they need some proof, but all I need is feel you. When I sit back and imagine life without you, I can't fathom how I ever thought I'd make it on my own. And there's at least a million reasons I'm still standing here believing you're my comfort, you're my healing. This I know, I know, I know. You can't see the wind, but it moves the leaves from the bottom to the top of the tallest trees. You are everything I'll ever need, and they can't take that from me. Oh, I feel it in my heart, I feel it in my soul. That's how I know. You take our brokenness and make us beautiful. Yeah, that's how I know. Love came crashing in, never gonna be the same again. Yeah, you came crashing in, you wrecked me, you wrecked me. Love came crashing in, never gonna be the same again. Yeah, you came crashing in, you wrecked me. That's how I know. That's how I know. Tôi nói ultimate တင်စားများဖျားခင်တာရဲ့အသုံးပြုပါစေအခုကျွန်တော်တို့ပြိုင်ပွဲအတွက်ပေါ့နော်ကျွန်တော်တို့ဒိုင်လိုကြီးလုပ်ပေးမဲ့ဆရာ3ယောက်ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ပထမဦးဆုံးဆရာပေါင်းမတည့်ရသေးပါဆရာပေါင်းနေပြီးတော့ကျွန်တော်တို့ဒိုင်လုပ်ပေးမှာဖြစ်ပါတယ်ပြီးတော့ပချင်းဖြစ်ပါတယ်ဒီဆရာပေါင်းပြီးโอเคပါကျွန်တော်3ယောက်ကနေပြီးတော့ကျွန်တော်တို့ရဲ့ပြိုင်သမျှအရာတွေအားလုံးကိုကျွန်တော်ကနေပြီးတော့အမှတ်ပေးမှာဖြစ်ပါတယ်အခုချိန်ကနေပြီးတော့ဗောနော်သူတို့3ယောက်ကိုစားဆရာပေါပြီးကနေပြီးတော့အမှတ်တွေဘယ်လိုပေးရဲဆိုတာဗောနော်
ဆရာပေါပြနေတစ်ချက်လောက်ပြောပြီးဖို့ရန်အတွက်ဖိတ်ခေါ်ချင်ပါတယ်လို့လဲစင်တဲ့ဖြစ်ပြီလားစင်တဲ့ဖြစ်ပြီလားဖြစ်ပြီလားကျွန်တော်တို့ပြိုင်ပွဲအမတန်မှထူးဆန်းပါတယ်ည10 နာရီနဲ့15မိနစ်လောက်မှာပြိုင်ပွဲစမှာဖြစ်ပါတယ်လူပြိုင်ပွဲမှုခက်ရှားရှားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုတမိုင်းဝင်မဲ့ညမျိုးမှာအားလုံးရင်ခုန်တန်တွေဝေမျှခြင်းနဲ့ဘုရားအကုန်တော်ကြီးမွန်းခြင်းနဲ့အမတ်တရားတွေကျွန်တော်ဖန်တီးကြဖို့ဖိတ်ခေါ်ချင်ပါတယ်အဲ့တော့မိမိရဲ့အချိန်ဒီနေ့လိုအချိန်မျိုးပြန်ကြတော့မှာမဟုတ်တဲ့အတွက်တန်ဖိုးရှိရှိကျွန်တော်တို့ပါဝင်ကြဖို့ဖိတ်ခေါ်ချင်တယ်ပြန်ပွဲဝင်မှာကခွာရစပရနိုကို15မှတ်ပေးပါတယ်အယ်တိုကို15မှတ်เทนาက15မှတ်ဘေးစီဆိုရာကို15မှတ်ပေးပါတယ်အဲ့ဒီမှာကျွန်တော်တို့ tempo စစချင်းမှာစဆိုတဲ့ tempo 1 2 3 4 8နှုံးသွားတာကအဆုံးကြီးလို့ပုံမှန်သွားတယ်ဆိုရင်တစ်ချင်းစာရမှာပေါ်ပြထားတဲ့အတိုင်းဆိုနိုင်တယ်ဆိုရင်တော့10မှတ်ရမယ်ပြီးလို့ရှိရင် harmony ခုန soprano လည်းဆိုရယ် alto လည်းဆိုရယ် bass လည်းဆိုရယ် tenor လည်းဆိုရယ်အပိဒီပဲအရန်ချဲပြီးတော့ကျန်တဲ့ဟာမကြားရဘူးတော့နော်ဆိုတော့ tenor ကြီးပဲကြားရပြီးတော့ကျန်တဲ့ဟာသိမမကြားရဘူးလို့အဲ့လိုဆိုရင်တော့ harmony မှာကျွန်တော်ကြည့်မှာဖြစ်ပါတယ်အားလုံးပြိုင်တူအားလုံးညီတူညီမျှတန်ထွက်တော့ကြားချင်တာဖြစ်တယ်အဲ့တော့10မှတ်ပေးမှာဖြစ်တယ်ပြီးတော့ key သစချင်းဒိုအဲ့ဒီ key နဲ့စတယ်ဆိုအဆုံးမှလည်းဒိုအဲ့ဒါနဲ့ဆုံးလို့မရဘူးအဲ့လိုဆုံးလို့ရှိရင်ငါမှ short ဒိုနဲ့စတာကိုဒိုနဲ့ပဲဆုံးနေဆိုရင်ငါမှရမယ်နောက်ဆုံးကစာသားမှန်ကန်မှုပြည်သားမှုစကလုံးတွေပြည်သားသလားမပြည်သားဘူးလားမှန်ကန်သလားဝါချသလားကျွန်တော်တို့အဲ့ဒါကိုမပေးမှဖြစ်တယ်အမှတ်တရဖြစ်ပါတယ်ပြတ်သက်ပြမဲ့အဖွဲ့ပဲတစ်ဖွဲ့ရှိတယ်လက်ထောင်ပေးပါကျေးဇူးပြုပြီးတော့တစ်ဖွဲ့နှစ်ဖွဲ့ပြတ်သက်ကနှစ်ဖွဲ့နော်အနိတင်လည်းပါလာလားထားလို့လင်းတော့ဟုတ်ပြီဒါဆိုပြတ်သက်မှာပေးမဲ့ပုံစံကပြတ်သက်မှာသူတို့ပေးချင်တဲ့ message ရောက်သလားခါလေပြတ်သက်အကုန်ပြတယ်ဟိုရှုပ်ပြီးရှုပ်ဟိုပြေးပြီးပြင်းနေလို့ပြီးတော့ဘာပြောချင်လို့ပြောမှမသိဘူး message ကိုအမှတ်30ပေးတယ် performance ကစိတ်ဆိုးတဲ့ဟန်ကိုပြနေပြီးတော့ဒါပေမဲ့လူကပြုံးပြုံးလေးအဲ့လိုဆိုတာမဖြစ်ဘူး performance ကိုအမှတ်30ပေးမယ် participation နဲ့ dressing လူကိုအယောက်20နဲ့အထက်ပြဿနာပါတယ်ဆိုရင်အမှတ်20ပေးမယ် participation ကိုလူများများမဆွဲဆောင်နိုင်ဘူးဆိုတော့အမှအမှတ်2မှတ်အဲ့လိုရှော့မှာဖြစ်ပါတယ်ဝတ်စားစီရင်မှုမှာမိမိရဲ့တိုးဆောင်တဲ့ဇက်ကွက်အလိုက်အဆင်ပြေအောင်ကျွန်တော်ဝတ်စားစီရင်သလားဆိုတာလည်းတစ်ချက်ကျွန်တော်ကြည့်မှာဖြစ်တယ်ပြီးရင်နောက်ဆုံးတစ်ချက်ကဆွဲဆောင်မှု break ကိုအသက်ရှူမလောက်အောင်အသက်ရှူဖို့မေ့သွားလောက်အောင်ဆွဲဆောင်နိုင်သလားအဲ့လိုဆိုတော့ကျွန်တော်အမှတ်20ပေးမှာဖြစ်ပါတယ်စင်ပြေမနော်မပြေလည်းမတတ်နိုင်ဘူးဟုတ်ပြီနောက်တစ်ချက်ကတန်ချက်အဖွဲ့တူတွေလဲလက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်ကျွန်တော်တော်တော်လေးရင်ခုန်တယ်အပြင်မှာတန်ချက်မကြားရတော့ဒီမှာ camp တန်ချက်ကြားရတော့မယ်ဆရာတို့များဘယ်လိုချုပ်လဲတော့မသိဘူးလမ်းတော့လန့်လာတယ် message သူဘယ်လို message ကိုပေးဖို့ရည်ရွယ်ထားတယ်လဲသူပေးချင်တဲ့ message ကိုရောက်အောင်ပေးနိုင်သလားဆိုတာကအမှတ်40ပေးပါတယ်ပြီး presentation သူ present လုပ်တဲ့အခါမှာအဲ့ဒါကိုပုံဖော်အောင်ဘယ်လို present လုပ်သွားကြတယ်လဲဘယ်လိုစိတ်ထားမျိုးနဲ့ present လုပ်တယ်လဲအဲ့ဒါကိုကျွန်တော်တို့အမှတ်30ပေးတယ်ပြီးရင်ကျွန်တော်
dressing ဝတ်စားစီရင်မှုကိုအမှတ်30ပေးတယ်နောက်ဆုံးပရိသတ်ကိုဆွဲဆောင်နိုင်မှုကိုအမှတ်20ပေးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြိုင်ပွဲမှာခွဲရအကောင်းဆုံးခွဲရကိုစုတစုပေးမယ်ပထမစုပေးမယ်ပြီးလို့ရှိရင်ခုနပြိုင်ပွဲမှာ drama နဲ့တန်ချက်နဲ့ talent show မှာ talent show ကပြန်မဲ့လို့မရှိဘူး talent မရှိလို့မဟုတ်ဘူးအားလုံးက talent အရင်ရှိတော့အကြည့်တဲ့အတွက်မပြတော့ဘူးအဲ့တော့အဲ့ဒီမှာလဲတန်ချက်နဲ့ drama မှာလဲကောင်းဆုံးစုတစုပေးမှာဖြစ်ပါတယ်ပထမစုပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မျောလင်းချက်ရှိတယ်စုနှစ်စုပြိုင်တူရမလားစုတစ်စုစီပဲရမလားဆိုတာကျွန်တော်တို့ရင်ခုန်စွာနဲ့စောင့်ကြည့်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်အားလုံးဘာဖို့စတဲ့ပြင်ထားကြရအောင်โอเคဆက်ပါပြီလေကျေးဇူးတင်တယ်အခုကျွန်တော်တို့ခွာရစဖို့ရအတွက်ကျွန်တော်မှာမဲရှိပါတယ်အဖွဲ့ကောင်းဆောင်များကျွန်တော်စီကိုလာပြီးတော့မဲနိုင်ပြီပါကိုကြရနံပါတ်ကိုပြရမှာဖြစ်ပါတယ်အဖွဲ့ကောင်းဆောင်များပြတဲ့ဟိုဒီကိရှိလားမရှိတယောက်လာပြီပါအဝတ်တဲ့ရောခေါင်းဆောင်မရှိတယောက်လာပြီပါโอเคဘယ်သူနံပါတ်1ရလဲနံပါတ်1လားနံပါတ်1နံပါတ်2ကဘယ်သူလဲနံပါတ်2ကဦးဝါနံပါတ်3အပြာနံပါတ်4အချင်းโอเคပထမဦးဆုံးပြန်မဲ့အနေနဲ့များဖိတ်ခေါ်ချင်ပါတယ်အခုချိန်ကနေပြီးတော့ကျွန်တော်တို့ဒီခွာရအတွက်ကျွန်တော်တို့အချိန်9မိနစ်ပြီးပါတယ်ကျင်းစင်ချိန်နဲ့ပေါင်းပြီးသားပါအခုချိန်ကနေပြီးတော့ကျွန်တော်တို့အချိန်မှတ်ပါပြီ
ဆက်လက်ပြီးတော့အဝါတင်းကနေရာယူပြီးပါတန်တန်တန်ဒီဥစ္စာအားလုံးကိုမင်္ဂလာညနေခြင်းလေးပါလို့ဥစ္စာမိတ်ဆက်ချင်ပါတယ်ရှင်။တမီးတို့ကတော့အဝါတင်ရဖြစ်ပါတယ်။ Bye.
Wow. Oh. Nhìn công xe đấy nó. Tụi ya mà lấy sao mà đi đi. Cùng lúc á, cầu trai rồi, trai tao lâu show này đấy cùng này. Phụ đồ mà chỉ là mà chỉ lo ở video được. Okay. Set rồi ya. Oh, đi được không ạ? Drama này, đàn chân này chỉ bảo đấy. Mẹ nha, chỉ nói lên đây mà chỉ bảo đấy. Không懂nha, là này chỉ bảo. Đàn đàn đàn, đàn đàn đàn. Tầm hết chàng vào gì đấy? Xinh chàng. Anh đi á, number ni betul eh? Apa? Tan check juga ni number tu kan? Say, okay, okay. Anh đi thêm nhau, pin khỏi juga ni. Tomorrow and eating piame kiraro First John chapter 5 verse 12 or 2 ma piato ma pibare ma whoever does not have the Son of God does not have life. How chikan pima piato ma pibare.
Hello ဘယ်လိုလဲဝါကိုပါအားရပါဟလား Okay ဆက်လက်ပြီးတော့အပြာသိမ်းများဖိတ်ခေါ်ချင်ပါတယ်တန်ချက်ဖွင့်များ Hello. 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 Hello, em mình là gì? Mình là gì? Hey, cao cho thật là. Có mà đi. Ok, đi cho nó ở nhà tiếng nào rồi cho nó cô lưu cho phải không? Cô tụi nhau mà tâm mà bị mẹ cô tâm mà đấy. Sao chứ cô này lấy ở lỗ bên của nó, rồi lấy thóc cái này cô tâm mà đấy. Đã cho nó đi tên ăn đã yang không ai vào đấy. Cho nó ấy gì lấy nhai qua đấy. Cho nó hôm nay nó mà cho nó đi đánh một cái. Đã hạ ta vào. Thế cái này thôi. Cho nó hiện giờ cho nó biểu cho nó cho đi tên ăn để cho nó nhai gì không ai vào. Cho nó đi mang chơi đi vậy, biểu số này nó. Rồi cho nó từ trên lên vùng này tất cả khai cho nó đấy rồi. Tầm bông yang chỉ là bướu cho nó trên lên qua. Bao nhiêu này? Bao nhiêu này? Cha làပြောcha là. Hả mấy cái đó gì? Cô biết là Chụp chụp nha. chụp. Lập sau rồi, lập sau. Đấy. Lập xong rồi. Lập sau rồi. Ừ. Lập sau theo cái câu luôn nhiều. Miêu. Mẹ theo cổ ba. À lẽ. Mẹ cứ theo mà xuống. Cái body mà kiểu này. Cái xuống. Tan bố nhá chỉ được bố được ngay chỉ để bùa. Là gì à? Là gì à? Khi này là mà khá biệt này, tôi quên đau bạc. Phát hiện này. Khi đấy. Mình sẽ chết bùa mà biểu lệ. Thảo ra phía thì ngay tôi thấy phía đó, cái lúc này mà tôi thấy này mà thật khiêu. Pha rồi, cô nào mình muốn thêm số đấy, ở trong một ngày anh nào mà thật khiêu thêm rồi bà đi. Cái này mình thêm lại. Đấy, thằng này. Cái mấy cái taxi, tuy là quán nào đấy nhá. Quán nào? Mấy cái taxi tên nó phải là gì? Nó TV siêu Ở TV siêu anh chỉ có thứ nào không? Taxi bắp. Taxi bắp để chặt. Taxi bắp để chặt. Bố cả đấy. Bố cả đấy. Chạy đấy. Taxi bắp để chặt. Rồi. Cô đi taxi bắp để chặt mà cô về program này bao nhiêu năm rồi? Chỗ mình dùng tôi hiểu. Pasta luôn. Pasta thì nhiều cha này đó. Rồi, mình pasta rồi mình bán lâu rồi. Nhiều quá. Quay rồi là tiền rồi. Ê, ngã tí vào đây mình pasta rồi tiền mà phải ăn rồi mới thả nhá. Không. Quay rồi kìa. Ăn rồi, em chịu. Ôi,
ကျေးဇူးတော်ချီးမွမ်းခြင်းခရိယန်သက်တာကျေးဇူးတော်ချီးမွမ်းပြည့်နေဟုတ်လားဟုတ်တာဗောငါတို့နည်းနည်းစကားထားပါတော့အခုမင်းပွဲတော်ပေးဘလို့ပေးတော့နည်းနည်းလေးငါမင်းကိုယုံအဲ့ဆိုမင်းငါနည်းနည်းစမ်းပြပွဲတော်ပေးတယ်ဆိုတာကွာတခင်ရှုအပြစ်ကနေကိုတဲเจ้าကိုတခင်ကြာတရားဟောတော်ဗျာမင်းလည်းကတည်းကအေးတေးကြပတ်သက်တာနော်ပလာသက်တာလားသမုဒ္ဒလို့ငါဘာလို့ဘယ်လိုပြရမလဲဘယ်လိုပြရခုနအောက်နောက်တလားဒီမှာလေဟာမင်းဘယ်တော့မလုပ်တာဒုက္ခပဲယေရှုကမင်းရှင်ပြန်ထောင်းရောက်တော့မယ်မတည်သေးဘူးမြတ်ဒုက္ခပဲကဲလှုပ်စမ်းကြည့်စမ်းမယုံဘူးဘယ်လိုလုပ်အောင်လဲလို့ဘယ်တော့ပြည့်တဲ့ပုံစံလုပ်ပြမှာအောက်မှာတက်ခဲ့တယ်ဒုက္ခအော်မတော်ဘူးတော့တေချာမှုပြောတယ်ကဲတော့လုပ်တယ်စလားကဲဘယ်တော့ပေးဘယ်တော့ယူတောက်တုံးနေပြားတော့တောက်ကဲမလားဘာအဲ့လိုအရက်ဒီပိုင်းနဲ့တူအတင်းယူတော့ကိုယ့်ကိုမူးကြည့်ပြီးမှတော့ဟာလေနော်လို့မင်းကငါတခုပဲငါပစိုးဒီလိုပဲတော့ဆက်ချဖို့နဲ့တူလားမင်းမလို့မရှိတော့ဆက်ချဖို့နဲ့မိကိုမနိုင်လမ်းတာလူတက်ပြုတ်မိုင်းတော့လူနာပြုတ်မိုင်းတော့ကျမ်းတော်ကဲဒီကတော့တွေ့ရတော့ဝမ်းသာတယ်လာပါဦးဒီကတော့ကတိတိမှနေတယ်ဒါပေမဲ့ဖက်စကားပြောတယ်သူ့ဖေကတော့ဒီဘက်ကဟိုးပဲမင်္ဂလာပင်လေဟောဘက်ကဆိုတော့သူကချက်ချစ်ဘောကပြောတယ်ပေါ့နော်ဒါနဲ့ဝင်ဒါလေးပဲတွေ့ရတယ်ဒါပေမဲ့သူကတခြားလေးထွက်လာဒါလေးသူ့ထူးခြားမှုတစ်ခုပါပဲအခုဒီတင်နန်းမှာတက်ပြီးတော့အခုတက်တဲ့ခံနေလို့ကျွန်တော်ကြားတယ်ဆိုတော့အခုကလည်းမြန်မာလိုမတက်တော့အခုကျွန်တော်ပြောတော့ခဏတော့နားတယ်ဒါပေမဲ့ခဏကခင်ဗျာတက်တဲ့ခံလိုက်ခင်ဗျာနားမလဲတော့ဆိုတော့ခင်ဗျာဘယ်လိုတက်တဲ့ခံမှာสวัสดีครับဒီနေ့ကျွန်တော်ဘယ်ဦးနဲ့စားပါလဲไม่เป็นไรครับဒါပေမဲ့ပဲကြီးကမကြံတော့ဘူးคุณว่าคุณชื่ออะไรไม่เป็นไรนี่ไม่တက်လိုက်တော့လို့ပြောမှာအဲ့ဒါနဲ့ကျွန်တော်လည်းလူတိမစီသွားပြီးတော့တောင်းတယ်မကြံတော့ဘူးတဲ့ဟာမင်းတက်တဲ့ခါနဲ့ဒီတော့ပဲလားဒီဆရာ3ရက်လုံးနဲ့3ရက်ဘယ်နဲ့ဒီနေ့6ရက်ไม่ไปเลยหายวิ2เลยตรงนี้นะครับไม่เป็นไรนี่ลายฉันรักเธอจริงๆนะကျွန်တော်တဲ့တနေ့မှာတဲ့ကျွန်တော်ကင်းနေချင်းကိုရပြီးတော့ကျွန်တော်လမ်းလျှောက်ပြီးထွက်လာတယ်တဲ့အမှကျင်းနဲ့တွေ့တယ်ဒီနေ့လည်းတော့သူကလုံးဝခံစားချက်တွေထိန်းကပို့လာတော့ကင်းနေချင်းစစ်မှန်ဆိုနေ့ရကြားတော့จะญี่ปุ่นนะครับ I like จริงๆนะครับ and ขอบคุณนะครับဆိုတော့ချက်ချစ်ဖို့ပြောတဲ့ချက်ချစ်ဖို့ကသူကပြောတယ်တဲ့ဒီချင်းကစိုးပါဘူးတဲ့အဲ့ဒါနဲ့သူကဆက်ပြောတယ်ကျွန်တော်အဲ့ဒီနေ့မှာပဲသူကသူ့ကိုယ်သူလုံးဝexplain တော့ယုံကြည်မှုအပြည့်ရှိနေကျွန်တော်ဒီနေ့ကနေ့စပြီးတော့ကြိုးစားရမယ်ဆိုတော့အိမ်ပြင်ကိုထွက်လာတယ်ไม่ต้องไม่บอกแอนจินอะไรไม่ใช่ไม่ขอบนะครับအဲ့ဒီမှာကျွန်တော်ကြည့်ကိုလည်းလုံးဝစိတ်ဝင်စားဘူးယေရှုကိုပဲစိတ်ဝင်စားတယ်အဲ့ဒီမှာရီးကြမှာပါဘူးတော့ရီးကြမှာပါဘူးအလကားပြောနေမှာလန်ဒန်အဲ့ဒါနဲ့တစ်ဆက်တည်းပါသူ့ကိုလမ်းမှာကျင်းငါတွေ့တော့ဟာဟိုတူပြင်းပြင်းစစနဲ့ဘေးကိုလာမလို့လေအင်ကိုပြမလာတော့ဘူးလား
ရောပါမယ်မလို့တယ်ရတယ်ပါအိုင်နေရခံတယ်တော့ခါပဲ ถึงนี่นะครับไม่ต้องบอกไม่ใช่ไม่จริงไม่เจ็บไม่จริงแล้ว အဲ့ဒါလေကလူဘောကြီးဒီကနေ့ထွက်လာပြီးတော့သူကလည်းမချင်းချင်းကစကားပြောဟာငါမှအချိန်မရှိဘူးငါနိုင်ငံတော်အတွက်ကြိုးစားနေတယ်ဖျက်ကြီးဖြစ်မှချင်းတဲ့နိုင်ငံတော်ကိုကြိုးစားပြီးရှာနေတွားနေတာဆိုတော့ဆက်သွားတာဒါပေမဲ့သူကပြောလမ်းမှာလူတွေကကျွန်တော်အများကြီးခေါ်ကြတယ်ဒါပေမဲ့ကျွန်တော်လုံးဝလှည့်မကြည့်ဘူးတဲ့ ผมขับกู ချိုးပါလေတဲ့ဟုတ်ဟုတ်အဲ့ဒါနဲ့သူကတွားရင်လည်းမှနောက်ဆုံးမှတီးလိုက်ရတယ်တော့ချင်းချင်းကသူ့ကိုပြောမလို့အကိုဘောင်းမီစစ်လေးဆွဲနေတယ်ပြေးလာတော့ပါတယ်ကဲဘောလို့ကဲစားလိုက်ကြဆိုရင်နော်ကဲဘောတို့ယူကမှာကြက်ချစ်ဖို့တည်လားတည်ရပေါ့တော့အားကြပြီးတော့ပြောရတော့ခွန်အားရတယ်ပေါ့နော်ပြီးတော့ငါတို့သူ့ကိုကြပြားနေနဲ့အန်ကြီးအခါလေးနေတာပြောမယ်ဟုတ်ပြီလားကိစ္စဗျာဒီတော့ကြက်ချစ်ဖို့ပါလို့ပြောရမယ်ဟုတ်ပြီနော်ကြက်ချစ်ဖို့ပါဟုတ်ပြီကဲတင်ချင်းကိုဟောကြားတာပြောရတယ်တခါတည်းမင်းတို့ဆရာချစ်ကိုပါပြောရမယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ဟုတ်ပြီကဲတင်ချင်းကိုဟောကြားတာဆရာချစ်ဖို့ပါကဲတင်ချင်းကိုဟောကြားတာဆရာချစ်ဖို့ပါကမအင်ဂျီရောင်းတာဆရာချစ်ဖို့ပါအဲ့ဒါမဟုတ်ဘူးအဲ့ဒီဘွေဘုံမောင်မှာထောက်ထောင်တယ်နော်မတွေ့တော့ထောက်ထောင်တယ်အဲ့ဒါလေလားတော့မတန်တော့ကောင်းလိုက်တာကဲပြောခေါ်မယ်ထောက်ထောင်တယ်နော်ဟုတ်ပြီသိကြကဲယူခမ်းမှာအင်ဂျီရောင်းတာထောက်ထောင်တယ်လေပြန်လို့လေမင်းရဒေါ်လေးကကွတ်တီဘူးကွာငါတို့မဆိုးပြောမင်းငါပြန်ရိုက်မယ်ဒေါ်ဆိုချင်းဒေါ်အဲ့ဒါကွတ်တီပဲဘာโอเคယူတော်ရပဲနော်ယူကမ်းမှာအင်ဂျီရောင်းတာ6,000ကမ်းမှာ6,000ကမ်းမှာအယူကအောင်ကကျောင်းစီ6,000တန်မှာ6,000တန်မှာ6,000မှာ6,000တန်မှာ6,000တန်မှာပြောရရင်သူက6,000တန်မှာ6,000တန်မှာဘာလဲပြောနေတာလေပြောနေတာလေလာယူလာဘယ်ကဘာတူရောက်တာစစ်လာဘာမှမပြောဘာလာဆရာကြီးလာလာတော်ပြီငါပြောတာဖြစ်မှာမဟုတ်ပြောတာပြောလားနောက်ပြောလားမငါပြောပြမယ်ချစ်ဖို့ပြောတဲ့ယေရှုဟာဆိုတော့ထာဝရအတွက်ပါကွာထာဝရအတွက်လားနော်ပြန်စမယ်ချစ်ဖို့ပြောတဲ့ယေရှုဟာထာဝရအတွက်ပါချစ်ဖို့ပြောတဲ့ယေရှုဟာထာဝရအတွက်ပါချစ်ဖို့ပြောတဲ့ယေရှုဟာထာဝရအတွက်ပါသက်တာတွေမှာစာတန်ဟာထာဝရအတွက်ပါသက်တာတွေမှာစာတန်ဟာထာဝရအတွက်ပါရောင်းနေဟာပြန်လာမမဘူးလားနောက်တစ်ယောက်ဒီလာသားစစ်လာရလုံးလေးကြည့်တော့တနာကမနဲ့ဒါယုတ်ကကိုတယောက်ပြန်စမယ်သက်တာထဲမှာစာတန်ဟာဆိုအတုံးမဝင်တာဝေးစားမယ်နော်အသက်တာထဲမှာစာတန်ဟာသုံးဝင်ပါအသက်တာထဲမှာစာတန်ဟာသုံးဝင်ပါအသက်တာထဲမှာယေရှုဟာသုံးဝင်ပါရောက်ဖတ်ကြည့်ခါကတော့ကောင်းကြီးပဲအဲ့ဒါမင်းတို့ဆိုတာမားနေတယ်အပြန်ပြောပြမယ်ဟောသက်တာထဲမှာယေရှုကသက်တာထဲမှာယေရှုအပြည့်အစုံဖြစ်မှာလေ
Ôi, chi à rồi, hầu ra Chi à đây. rồi chứ mà. Mà lì, chúng nó có chữ sao. Yeah. Sao vậy mà chi à rồi á? Bà biết không mà lì? Bà biết không á? Chi à? Yeshua rồi. Yeshua mà lì, tích đa về. Sẽ chứ bộ biểu này là Yeshua. Yeshua mà miền mu là không. Sẽ chứ bộ đi bên mà là. Đi vào thành đi. Ê, thôi đấy, này nhau đuổi đấy. Ê, thôi đấy. Sai à? Sao này, sao này? Tất cả đấy mà chi à rồi á? Yeshua mà lì. Yeshua. In the Yeshua. Into the Yeshua. Everything is in the Yeshua. Amen. Tất cả đấy mà chi à rồi á? Yeshua. Tất cả đấy mà chi à rồi á? Yeshua. Đôi tiền đấy mà giúp bà xã. Yeshua. Đôi tiền đấy mà giúp bà xã. Chi à rồi à. Đôi tiền đấy mà giúp bà xã. Chi à rồi à. Đôi tiền nhất sai mà giờ muốn gì đó. Em đã khá thơ mà đâu. Không là. Mà pi đó, bữa mà lê, yêu cái lê à thơ cái nào. Tại sao mà nó? Là. Nhất sai mà muốn gì đó. Yêu bà xã là. Nhất sai mà muốn gì đó. Yêu bà xã là. Nhất sai mà muốn gì đó. Yêu bà xã là. Hey ya, khana ya le, mình mà thiết rồi mày. Yo, khana cay nè. Hello. Nếu mình nói là mà cao, hay niệm không phải vậy mà. Hello. Khuất à. Cho nó đó là này, nhìn không nó, vốn này thôi là không nên cùng chẳng đấy. Nó phải biết lưu rồi đi, đó là chẳng mama này đó. Kẻ tất cả là Yeshua này kẻ sao, không bị lại. Bị. Tất cả là Yeshua cũng lấy. Không phải mà mù là. Ha, Yeshua chỉ là số vậy. Hạ tê lê biển tù. Không có bảo tù biển hạ tê lê biển. Mà được. Tất cả đấy mà Yeshua. Chỉ là số mà. Tất cả đấy mà Yeshua. Chi à số mà. Đốt tiền đã mà giúp Phật xã. Chi à số mà. Đốt tiền đã mà giúp Phật xã. Chi à số mà. Tần lê đi. Nên nó chỉ là mà chỉ bút chi. Khả năng là ngài giấy của mà à. Một trên khác biệt là trong màu. Đối tiền đã mà giúp bà xã sẽ bao nhiêu là không phải gì là anh lên chút gì à lẽ đối tiền đã mà giúp bà xã du lấy cho bao nhiêu bao này để đi qua là đúng rồi giờ gì luôn là bao nào về là mấy đồ xe bao nhiêu là để nhiều tiền tiêu ai nhà báo để mấy đồ chắc là để mà chào là thì ngài nó kêu là điều rồi khán giả không khán giả gì vậy là mà câu rồi số rồi ai nhà báo rồi sinh ra này nó bao bây giờ này bao season là này rồi lắm đất bia mà với những nói phổ biến này chủ về ta sẽ ta sẽ một ngày ta sẽ số rồi ai nhà báo cho sinh ra là ai rồi đó mấy ai mà biết đâu mấy ai chẳng à qua bên à là bắt đầu trong cái trường này mà nó chẳng là mà phải đi chẳng nào đâu mấy ai khát mù mà tu chính lại mấy ai khát mù quá tengah mua aku mah ini lah mấy ai khát mù là khai đúng không tengah mua aku masih khai đúng không quá tengah mấy ai namun mấy ai quá tengah mấy ai ông liên xem mà thằng phải chỉ tôi bảo thế phải ông mấy ai phải ông liên à mấy ai xung quanh này nè ông bảo gì chứ có thôi à đấy nhà bao bí thúi lủng nhà bao bí thúi lủng hello sao bao bí bên ama anh nhìn kenta qua thôi à đấy Abraham không Aku đây đâu bí dẫn đã lên về layak lang kasi na meron to. Tapi ako yung mangga nilo. Dalam na tundong. Hoy taka tumina ni sa jak sisin no gam tung lo. Kết anh đâu tôi biết sát thì. To ben jam yan no lùi thế lo.
Sia Island เปล่าเป็นโมเสสไอแลนด์ กะทิสอนไม่เลย พวกเขามันก็ป่าเย่เสียที่พูดเยอะเลยรู้ว่ามันไก่โอ้พี่แกสัสๆเลยโดเรมีฟ้ามันแต่เลยလူအင်အားနဲ့ဖြည့်ပါခုနကဒေါ်ရီဘာလေးတင်ပေးတယ်ပချင်းလုံးလို့ပြောပါနဲ့ကိုတက်ပါမရဒါပေမဲ့မပူပါဘူးတော့လူအင်အားနဲ့ဖြည့်လို့ရလူအင်အားနဲ့ဖြည့်ပါမယ်ဟုတ်ပြီဆိုမနော်ဒေါ်ရီမီဖာမတက်လေလူအင်အားနဲ့ဖြည့်ပါပဲဒေါ်ရီမီဖာမတက်လေလူအင်အားနဲ့ဖြည့်ပါပဲစာတနိုင်ငံပြိုလဲလေလူအင်အားနဲ့ဖြည့်ပါပဲစာတနိုင်ငံပြိုလဲလေလူအင်အားနဲ့ဖြည့်ပါပဲလူအင်အားနဲ့ဖြည့်ပါလာကတန်းဟုတ်သလားHey,ဟုတ်ဘူးလားဟုတ်ဘူးလူအင်အားနဲ့ဖြစ်မှာမဟုတ်ဘူးနော်စာတန်နိုင်ငံပြိုလဲလဲတမန်ချမ်းသာနဲ့ရှိတယ်စာတန်ကိုလုံးဘာမှယူတာမလို့ဆိုတာနဲ့တပြိုင်နဲ့စာတန်နိုင်ငံပြိုလဲလဲတမန်ချမ်းသာနဲ့ရှိတယ်ဟုတ်ပြီဆောင်းနော်စာတန်နိုင်ငံပြိုလဲလဲတမန်ချမ်းသာနဲ့ရှိတယ်စာတန်နိုင်ငံပြိုလဲလဲတမန်ချမ်းသာနဲ့ရှိတယ်စာတန်နိုင်ငံပြိုလဲလဲတမန်ချမ်းသာနဲ့ရှိတယ်ပြီးပြည့်စုံတဲ့တတ္တဟာယေရှုရှင်ရဲ့အဲမှာပါပြီးပြည့်စုံတဲ့တတ္တဟာယေရှုရှင်ရဲ့အဲမှာပါတို့ယူဖက်လာတင်ပေးလားတို့ယူဖက်လာတင်ပေးလားကျေးဇူးများဒါနဲ့မပြီးသေး10မိနစ်ကျော်ဝလေးစီဘာမှမဖြစ်ကျွန်တော်အနိုင်မရလဲဘာမှမဖြစ်ကျွန်တော်ပြောင်းလဲလာတာလည်းမကြသေးတော့လေမိုက်ရရင်မချချင်တော့ဆိုတော့ကျွန်တော်အတိထားမိတယ်ဘဲနဲ့ဇာပူဘာမှလည်းမဆိုင်ဘူးခုတော့တိုင်ဝင်သွားပြီ तू မပြောနိုင်ဘူးကျွန်တော်ပြောလိုက်ဆိုတော့ဘာမှမဆိုင်တော့ဒီမှာမပြီးဘူးဟိုလာခဲ့ဒီလာခဲ့ဒီလာတိုက်လိုက်တာဗျာဆိုတော့ဒီမှာလာတော့စပောက်ပြီးဆိုယူတယ်မကတော့အဲ့လိုမျိုးလေဒါမှဖြစ်နေတယ်အဲ့ဆိုကျွန်တော်တို့အဖွဲ့အနေနဲ့ပြော group တစ်ချင်းတော့ဆိုရင်လည်းဆိုတော့ကျွန်တော်တို့ concept ကြီးတာနဲ့စုံပါဖြစ်တယ်ဒါပေမဲ့အဲ့အချိန်မှာကျွန်တော်တို့အကောက်ကွက်လေးကိုကြည်ချင်းအားဖြင့်ဒီ worship မှာလာတဲ့အခါမှာဘယ်လိုမျိုးကားရမလဲsurprise dancing တွေဘယ်လိုလုပ်ရမလဲကြီးချွေညာစအုံး idea တွေကိုတော့ပြောမှဖြစ်ပါဆိုတော့ကျွန်တော်တို့အဖွဲ့ကိုဖိတ်ခေါ်ပါတယ်လက်ခုပ်တီးပေးပါပြီးတော့ကျွန်တော်တို့ခုတတိခံဝင်ရချင်တာပေါ့နော်ဆက်ချစ်ဖို့ပြောတော့ကျွန်တော်ရန်သဘောကျဘယ်လိုသဘောကျဆိုနောက်ဆုံးစကားကိုရန်သဘောကျတာဟာဆရာကအပေးကြီးပဲနော်တဲ့ဆက်ပေါပြီးဆက်ပေါဖို့လို့ပြောရတာဟာယုံကြည်သူတက်တာအပေးပဲလေကျွန်တော်လည်းပြောတော့ယေရှုအလက်ခံပါရဲ့ဟုတ်ပြီသူစီပဲအဲ့နဲ့ကျွန်တော်တို့တက်ပုံရဲနေချိန်မှာချစ်စရာပေါ့နော်ဆရာချင်းဆိုတာသူ့ကိုပြောတာချစ်စရာဆိုတာအင်္ဂါOnce upon a time.
What about you? I think so. 우리 너무 말해. 우리 너무 말해. Hey! What's the matter? What's the ball? What's the matter? Check it out. What's the matter? What's the ball? Yeah. Oh yeah. Check it out. Wow. Check it out. Wow. Check it out. Okay. Are you ready? အားလုံးပဲဒီဟာကောက်ကြည့်ချင်းအပြင်4ရက်5ရက်တရားဟောတဲ့ခွန်အားရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ် โอเคကျေးဇူးတင်ပါတယ်ကြာတင်ညဆက်လက်ပြီးတော့အဝါလေးဟုတ်လားဒီတော့အစိမ့်လေးကိုဖိတ်ခေါ်ချင်ပါတယ် ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့အစိမ့်သိဖြစ်ပါတယ်နော်ကျွန်တော်တို့အခုတင်ဆက်ပြသမယ့်ပြဆက်ကတော့ကျွန်တော် Brothers Live ဒီကခေါင်းစဉ်ကျွန်တော်အခြေခံထားပြီးတော့ကျွန်တော်တို့ဇက်အိမ်လေးပေါ်ထုတ်ထားတော့နော်ကျွန်တော်တို့ဒီဇက်အိမ်မှာဆိုရင်ကျွန်တော်တို့ဒီနောက်ဆုံးတစ်ခုရှိတယ်တစ်ခုကတော့ Brothers Live ရတဲ့အတင်းတော်နဲ့ Brothers Live မရသေးတဲ့အတင်းတော်ဆိုပြီးတော့ကျွန်တော်ခွဲထားတာဖြစ်ပါတယ်ကျွန်တော်တို့ Brothers Live မရသေးတဲ့ကောင်မလေးကကျွန်တော်တို့ Brothers Live ရသေးတဲ့ကောင်မလေးကဘယ်လိုလုပ်ပြီးဆွဲဆောင်မလဲဘယ်လိုဆရာလေးမျိုးနဲ့တွေ့ပြီးတော့ဘယ်လိုမျိုး Brothers Live ရမလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ပေးပါခင်ဗျကျွန်တော်တို့Okay ပြီလားမသိဘူးနော်Okay ပါအားလုံးပဲကျေးဇူးတင်ပါတယ် ဇလန်ကတော့တာယာကျော်ရွှင်ပဲကောင်းတဲ့မိသားစုနဲ့စိုက်ကျင်ဘက်မိသားစုဆိုပြီးတော့မိသားစုနှစ်စုရှိပါတယ်ပထမဆုံးမိသားစုဟာဆိုလို့ရှိရင်နက်နက်အိယာထပြီးဆိုတာနဲ့ဘာမှမလုပ်ခင်ဖျားသခင်ကိုအချိန်ပေးပြီးတနေ့တာကိုအစာပြုကြတယ်ဖခင်ရဲ့ဥဆောင်မှုနဲ့အတူဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုစီးပူးလေးရှိကြတယ်။အဲ့ဒီလိုဖျားကိုအချိန်ပေးပြီးမှကိုစီလုံးဆောင်ရမယ့်အရာတွေကိုအစပြုလေးရှိကြတယ်။ဖခင်ကရုံးတက်ရင်သားသမီးမြောက်ကိုတင်နန်းပို့လေးရှိတယ်။မိခင်ကတော့အိမ်မှုကိစ္စလုပ်ရင်းနဲ့အားရင်အားလို့ဖခင်ရဲ့နှုတ်ပတ်တော်ကိုဖတ်ရှုလေ့လာလေးရှိတယ်။တနေ့တာလုံးငန်းဆောင်တာများလှဆောင်ပြီးရင်လည်းညတိုင်းတနေ့တာလုံးဖခင်အတူပါရှိမှုကိုချီးမွမ်းကိုးကွယ်ကြတယ်။သူတို့မိသားစုနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ပလန်တို့မိသားစုဟာဆိုလို့ရှိရင်နနက်မိုးလင်းတာနဲ့ဖခင်ဖြစ်တဲ့ပလန်ဟာဆိုရင်အမြဲတမ်းတောက်ဆောင်မူရလေးရှိတယ်။အဲ့လိုအချိန်တွေမှာဆိုမိခင်ကလည်းတအော်ကြော်နဲ့ယောက်ျားကိုစုပူလိုက်စကားနောက်မထောင်ပဲကြစ်ကန်ကန်လုပ်တဲ့သမီးတွေကိုစုပူလိုက်နဲ့သူတို့ရဲ့တနေ့တာကိုအချပြုကြတယ်။သားသမီးတွေကလည်းသူတို့လုပ်ချင်ရအောင်သာလုပ်ပြီးတော့မိခင်ကိုအိမ်မှုကိစ္စတွေမကူညီကြဘူး။
ညာရောက်ပြီးဆိုတာနဲ့အမြဲမူပြီးရက်ွက်ထဲမှာအိမ်မပြန်ပဲတချင်းဆိုပြီးတောင်းကြလေးရှိတယ်ဒီမိသားစုတစ်စုဟာဆိုလို့ရှိရင်အိမ်ကြီးချင်းတွေလည်းဖြစ်သလိုအသင်းတော်လည်းအတူတူပဲဖြစ်တယ်။သားသမီးတွေဟာတက်တူရတူဖြစ်ကြပြီးတော့တစ်နေ့မှာတတိုင်းခမ်းမှာဆိုလို့ရှိရင်ပါစတာဆောင်ပြီးက Black Light ဆိုတဲ့မင်္ဂလာရှိတဲ့အသက်တာနဲ့လူဟောင်းမှလူသစ်ဖြစ်ခြင်းစတာတွေကိုတင်သားသူတင်သားသားတွေနားလည်အောင်တင်ချရှင်းပြပေးတယ်တစ်ဖက်မှာတော့ရန်သူကအိမ်မှာတယောက်တည်းသူကတော့ကတ်မသွားဘဲနဲ့အိမ်မှာကြောက်ထဲနေခဲ့တယ်။အဲ့ဒီအချိန်မှာရန်သူကတော့အိမ်မှာဘာလို့မှမသိဖြစ်နေတဲ့အချိန်တငယ်ချင်းကကြကြမှာရှောက်လေကိုလာခေါ်တယ်။အဲ့ဒီလိုနဲ့မန်တက်မှာတငယ်ချင်းတွေနဲ့ပျော်ပါနေတဲ့အချိန်မှာရန်သူကိုကြကြကားကတိုက်ပြီးတယ်တနေ့မှာဆေးရုံကိုသူတငယ်ချင်းနွားရောက်လာပြီးတော့ခွန်အားနဲ့တိတ်စကားတွေလာပြောတယ်ရန်လူရဲ့အစီအစဉ်မှာတော့တော်တော်အောင်အစီအစဉ်မှာတော့ကိုယ်ကလည်းနော်ငါတို့အမြဲလေပြည့်တပိုင်းသားကိုဝေးချပြီးတော့လေအမြဲထောင်ရအချင်းနဲ့ချစ်တဲ့ဖျက်တခင်ဆိုတာရှိရပြီလားသူ့အချစ်ကလေငါတို့တငယ်ချင်းတွေအဖေအမေညီမလေးအမိုင်းစနေရဲ့အစ်ပို့ပြီးတော့လေပို့ချစ်ပေးနိုင်တယ်ပြီလားဒီဘာမှအားမငယ်နဲ့နော်ငါတို့ဖျားတကယ်အကျဉ်းစီကိုကြိုပြီးမသိနိုင်ဘူးလေဒါဖျားတကယ်ဘုံတော့ထင်ရှားဖို့လည်းဖြစ်နိုင်တာပဲဟုတ်တယ်မလားတကယ်ကြီးอ่ะဖျားသားသမီးရဲ့ကွာနေစိတ်ခိုင်ခိုင်ထားမယ်နော်အတင်းတော့မယ်နော်တကယ်ကြီးပြေးတော့လိုက်ပါနော်တကယ်ကြီးဒါနဲ့လေဒီနေ့တကြိုင်ကက်မှာလေတင်ရတဲ့တင်ရစားရရတယ်တကယ်ခွန်အားရရပြီလား
ငါလေးနေတတလိုက်လို့အနေအရင်နောက်ဆောင်စေချင်တာပဲဒီလားဒီနေ့အဆင်ပြေလို့ရှင်လေဆရာနဲ့ချိန်ပြီးတော့လေအတူတူတစ်ခေါက်လောက်အိတ်ကဲမအကြောင်းရလေးအပြစ်ချုပ်ပဲပြင်လာထောက်ကြအောင်လို့ပြောစီဒါနဲ့တော့မရှိနေမှာပါအကျဉ်းတော့နော်လျံနူးတက်တာရဲ့တနေ့မှာနော်နော်ကလျံနူးကိုပါစတာဆောင်ပြီးနဲ့တွေ့ဖို့ဖျားဆောင်ကိုခေါ်လာခဲ့တယ်ပါစတာဆောင်ပြီးကကမ်းမှာပါစတာဆောင်ပြီးကကမ်းမှာသူတင်ချပို့ချခဲ့တဲ့အတိုင်းဖျားခင်ရဲ့ကျေးဇူးတော်နဲ့ကျေးဇူးတော်ကောင်းမြတ်ကြောင်းနဲ့အဖြစ်တရားတွေရဲ့အကြောင်းကိုလျံလူသိချာနာတဲ့အောင်ရှင်းပြပေးတယ်။အဲဒီလိုနဲ့လျံလူရဲ့စိတ်ထဲမှာဖျားခင်တိုးထွေးမှုကြောင့်သူ့ရဲ့အတ္တဟာပြောင်းလဲသွားတယ်။လျံလူရဲ့မိသားစုကတော့လျံလူကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေအတွက်သူမအတွက်ဝမ်းနဲ့ပူဆွေးပြီးတော့သူ့အတွက်ဘာတွေအကောင်းဆုံးလုပ်ပြရမလဲဆိုတာကိုသာပူပန်နေကြတယ်။အဲ့ဒီအချိန်မှာလျံလူကပြန်ရောက်လာပြီးတော့သူနားလည်းသိရှိခဲ့တဲ့ဖျားခင်ရဲ့ကျေးဇူးတော်နဲ့မိမိတို့မှာအဖြစ်ရှိကြောင်းသူမိသားစုတွေကိုဝေငှရင်းနဲ့သူမိသားစုတွေဟာလည်းဖျားခင်ရဲ့ကျေးဇူးတော်ကိုလက်ခံယုံကြည်လာကြတယ်။အဲဒီလိုနဲ့သူတို့ရဲ့မိသားစုဘောဟာလည်းပထမပြခဲ့တဲ့တာယာကျော်စင်ပဲကောင်းတဲ့ဗဒအောင်တို့မိသားစုလိုမျိုးပဲဖြစ်လာခဲ့တယ်။
เคဝါတဲ့များနောက်ဆုံးအသိပြုပါမယ် ကျမ်းမာပါသားရှင်ကျမတို့ဟာသင်ကနေပြီးတော့ပြဖို့အတွက်ပြင်ဆင်လာတဲ့ပြတ်သက်ရဲ့ခေါင်းစဉ်ကတော့ Blessed Life လို့ခေါ်ပါတယ် Matthew chapter 5 verses 3 to 12ကိုအခြေခံပြီးတော့အတတ်နိုင်ဆုံးသင်ညွှန်ရေးဆွဲထားတာဖြစ်ပါတယ်မတို့ကဒီနေရာသူတယောက်ရဲ့အသက်တာတစ်ခုကိုအခြေပြုပြီးတော့စညွှန်းရေးဆွဲထားတာဖြစ်ပါတယ်။သူ့ရဲ့နာမည်ကတော့မောင်ခိုင်လို့ခေါ်ပါတယ်။သူဟာယခုချိန်မှာတော့ Blessed Life ဆိုတဲ့ကောင်းစဉ်နဲ့အညီကောင်းကြီးကိုခံစားရသောအသက်တာနဲ့ဖခင်အလိုတော်နဲ့အညီအသက်ရှင်နေနိုင်တဲ့ဖခင်ရဲ့တာကောင်းခြင်းသားလေးဖြစ်ပါတယ်။ဆိုတော့သူ့ရဲ့လွန်ခဲ့တဲ့6နှစ်တာကာလမှာပေါ့နော်။သူ့ကို Blessed Life ဆိုတဲ့ကောင်းကြီးရတဲ့အသက်တာကိုခေါ်ဆောင်ပေးခဲ့တဲ့အဖြစ်အပျက်တွေကိုတစ်ချက်ပြန်သွားကြပါစို့လားရှင်အေးပြင်းလိုက်တာကွာဘာလို့ရင်ကောင်းမလဲအော်ဘရောရှိဟဲ့မောင်ဖီခိုင်โอเค你တို့ဒီနေ့အားရမလားအားလို့ကျွန်တော်တို့ဟိုကလပ်သွားမယ်လေဘယ်လိုလဲတခါဆမ်းမယ်လေသွားမယ်နော်သူဟာလောကီကျော်ပါမှာအင်မတန်မှအစလဲမမောခြင်းကြီးမှသူတူဖြစ်ပါတယ်ကမ္မဂုံမှာမြင့်မွန်းတက်တဲ့သူ့ရဲ့အကျင့်ဟာက
ကန်ဆိုးခြင်းတစ်ခုကိုဦးဆောင်ပြီးတော့သူ့ဘဝထဲကိုဝင်ရောက်လာခဲ့ပါတယ် Hello brother ဟုတ်ကဲ့ brother ဒီရဆော်ရဲ့အကူတို့ ဒီလိုပါပဲ စီပိုင်းလုံးတယ်ဟုတ်လား ဟုတ်တယ်အုံးပြီးစင်းတဲ့တစ်ခုလောက်ထားတယ် ဟုတ်လားကျွန်တော်ဒီမှာတကယ်ချင်းဒီမှာ2ယောက်နဲ့ကျွန်တော်တို့ဟိုကိုယ့်ရဲ့ company မှာ share ထည့်ကျွန်တော်တွေကကိုစီးပြမလားဒီရဆော်ကလည်းကိုညှိုးနေတာကြားတယ် ကောင်းတယ်အချီးပွားမဲ့လုပ်ခုရှိတာပဲ ဟုတ်လား ဟုတ်တယ် ကောင်းတော့ကျွန်တော်ထည့်လို့ရမလား ရတယ်50ခိုင်လုံးလောက်တော့အနေ ဟုတ်တယ်ဟုတ်လားကျွန်တော်တရားရတော့ထည့်ချင်တယ်ဗျ အဲ့လိုတော့မဖြစ်ဘူးဖက်ဆက်အနေနဲ့တော့အနည်းဆုံး50ခိုင်လုံးရင်ထည့်တာပြီးမှဒီကကျထပ်ဖြစ်ရပါ လို့လိုက်ပါတရားလို့လိုက်ပါကျွန်တော်တို့တယောက်ကိုကျွန်တော်ပဲကေးတောက်ယူပတ်စံတော့အေးဆေးပဲခြေစလုံးမွေးတော့ဟုတ်ဒီနေရာမှာကလပ်ဆိုတော့လေတိတ်မမိုက်ဘူးဘားဆိုင်သွားမလား โอเคကောင်းတာပေါ့ နော်ဘားဆိုင်သွားမလားကောင်းတယ်ဘားဆိုင်ပဲသွားလိုက်ဟုတ်ပါလေဟာအဲ့လိုခဲတော့ဒီတော့အောင်ရှင်းနေတယ်โอเคဝိတာတွေရောဝိတာတွေခဏလောက်ပါကျွန်တော်ကကြက်လုပ်ဘူးလားဂျော်ဒီဝမ်ကာထည့်ပေးတာโอเค thank you brother တို့မရသေးရရှိသေးလားရထားလိုက်တော့ဒီတော့ကျတော့အောင်ပါစေတိုင်းလို့ဘောပေါ်ရOh my God တော့လာတယ်ဟောတယ်တော့မချလေးရဟာဟိုကြည့်ဟောပါကြီးကကြည့်ရအောင်Hey brother ဟောတယ်ကျွန်တော်ဟောတယ်လက်ပြန်တော့ brother နဲ့တေးဖို့ရှိတယ်ပါ Okay ကောင်းတော့ဟုတ်လားအဲ့တော့ကျွန်တော်လက်ပြန်လည်း9နိုင်နော်ကျွန်တော်အခုတော့အဲ့လက်ချင်းတော့4နိုင်ထိုးချစ်တယ်ကောင်း brother sorry မောချိတ်မယ်ရမ်းကျွေတော့brother ကြားလိုက်တာဒီနေ့မနက်9နာရီချင်းလာပါတယ်ဆိုနေ Okay ရောက်ပြီ brother တွေ့ရတော့ဝမ်းသာတယ်ဗျာကျွန်တော်ဒီမှာလောနေမရတော့ဟိုပါလေးဘယ်လိုလဲကျွန်တော်ပြောထားတဲ့ဟို100ရာခိုင်နှုန်းထည့်မယ်ဆိုတော့ဟိုက share ရတယ်ရောပြမလား ရပါတယ်စဉ်းကြည့်ပါ ဟုတ်လားကျွန်တော်တို့ဟိုကဘယ်တော့ကြာလို့ရှိရင်ဟိုက share ဈေးနှုန်းတွေဘယ်လိုမျိုးတွေပြန်ခွဲပေးမလဲမသိဘူးအနည်းဆုံး3လတော့ဆောက်မယ်နော်3လ4လပတ်စီးဝေးကြရင်တော့တစ်ခါခွဲပေးမှာပဲနော်ကျွန်တော်ပေါ်တာလည်းကျွန်တော်ပြောတယ်ကျွန်တော်မင်းကိုယုံတယ်လို့ပြောတာတော့ကျွန်တော်လည်းကိုယ်ယုံတယ်ပြီးတော့ဟိုကိုယ့်ရဲ့ညီမဆိုတော့ skill လေးကိုလည်းကြော်ရည်
ဒါမှမဟုတ်ကျွန်တော်ဒီမှာနော်ဒီမှာကျွန်တော်မှရှိသမျှဒီထဲမှာဘန်ဆောင်လည်းရှိတယ်ချက်လက်မဲ့လည်းရှိတယ်တဲ့တာလည်းယူပါအကုန်လုံးကျွန်တော်ပေးထားတယ် Okay သိရမလား ဟုတ်ပြီရ ဟိုကျွန်တော်နောက်မှတွေ့လိုက်မယ် Okay thank you လက်တစ်ဖြောင်းပြီးလိုက်တာလေသက်စာတော့ဖူလုံသွားပြီ要 bro 要 ဟာလေ မင်းငါမင်းပတ်စံနဲ့ကိုပါဝါကြီး ဘောက်ပါသွားတာလေမင်းက ဟိုဘယ်ဘေးလေ ဘယ်ဘေး အဲ့ကောင်မင်းတို့လိန်သွား ဟိုဘေးလားဟိုစကီရဲ့ကို ကပ်မပြောက်လေအဲ့ကောင်နိုင်ငံတကာပတ်ပြီးလိန်နေတာ ဟာ အေး ဟုတ်လို့လားမင်းရတယ် ဟုတ်တယ်ဟာအခုမှတတိယတာမင်းအခုမှပြောတာ မိုးတော့သေးဘူးတော့ မင်းပြောတာ ဟမ်မနေ့ကပြောတော့ तू က100ကုန်တော့လေးလားပတ်လောက်မှရမယ်ဆို အဲ့မင်းတို့လိန်သွားတာချင်းကြီးမိတာ ဂျင်း အေး ဂျင်းမိသွားပြီ ဟေးဟဲ့စိတ်စိတ် ဟုတ်လား အေး ဂျင်းမိသွား အေး အဲ့တော့ငါပတ်ချာလေးကုန်ပြီပေါ့ အေးစိတ်မကောင်းဘူးဗျာ ဟာရှာကုန်ပြီပေါ့ဟာဟာ ယော ဟာဘယ်နဲ့တော့ ငါတကယ်ပြောတာ ယုံကြည်သူတွေတော့ ငါမင်းတငယ်ချင်းပါမင်းဘာလို့လိန်ရမှာတော့ ဟာ အေး ငါခုရောက်နေတာဘယ်နားမှာလဲ ဟေ့အောင်မင်းစိတ်မင်းမသိတော့လားငါခုမင်းအိမ်မှာလေ ဟုတ်လား အေး ငါမသိဘူး gravity ပြန်ပဲခုန်ထွက်သွားကြတာမသိတော့ဘူးဟာရှာနေတော့ပြီပါဟာ လူနဲ့သူကြံရများရဲ့အစုံမှာတော့သူခန်းစားရတတ်တာအောင်ဆိုပြီးတော့သူ့ရဲ့တငယ်ချင်းတွေကဟက်တစ်ခုကိုခေါ်သွားခဲ့ပါတယ်မရှိသေးယေရှုအသက်နဲ့လာခင်တမန်ခတ်သိတော့ယာရီဖန်ဆင်းရေးပိုင်တာသူဇနောရဲ့ဘက်မှာရှိနေမှာတော့ဘဝမှာပြေဝပြီးပေါ်ဒီမှာလို့အတိုင်းပြီးဆုံးလို့မြတ်မောင်တို့ရမှာဇနောရှိနေတဲ့စီMy
နီကန်မှာဆရာမရဲ့တရားဟောကြားချက်ကိုကြားပြီးတော့သူ့ရဲ့အသက်တာဟာလုံးလုံးကိုပြောင်းလဲသွားခဲ့ပါတော့တယ်ကျွန်တော်ညီရတော့ရုပ်ရှင်သူကြောင့်ဖြစ်ခဲ့ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့လောဘကြီးမှုကြောင့်ပဲပြောရမလားကျွန်တော်ဒီအဆက်တွေကျွယ်ဝလုံးလို့ပဲပြောရမလားကျွန်တော်ရက်ပြည့်စည်ခဲ့ပါတယ်အပေါင်းတက်တဲ့ရများလဲများခဲ့တယ်လို့ပေါင်းတဲ့အမားတွေနဲ့အများကြီးတွဲခဲ့ပြီးပါဒါပေမဲ့ကျွန်တော်ဒါပေမဲ့ဒေရှာပြန်စဉ်းစားကြည့်တော့ကျွန်တော်ဒီခေတ်ရောက်လာတာကျွန်တော်အတွက်အရှမ်းဟိုမှာကျွန်တော်ဖခင်ရဲ့ဖခင်ညီမောတို့ကျွန်တော်ပြန်လဲရလာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဖခင်နဲ့ပဲအမြဲတမ်းဒီနေနေဒီကျွန်တော်တို့ bless life ဆိုတဲ့ဘဝကိုကျွန်တော်ရခဲ့တယ်အဲ့ဒီကနေဆိုပြီးကျွန်တော်ဖြစ်ခဲ့တဲ့အမင်္ဂလာဆိုတဲ့ဒီအသက်တာနေပြီးတော့မင်္ဂလာဆိုတဲ့အသက်တာကိုကျွန်တော်ရခဲ့တယ်အဲ့ဒါတွေအားလုံးဟာကျေးဇူးကြောင့်ပါလို့ကျွန်တော်သက်သေခံချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် 1 2 3 Let's live Hello Okay ဒီနေတဲ့ကျွန်တော်တော့မှအရင်ရင်ခုန်နေပါပြီအရင်လဲကျွန်တော်တို့ကျင့်တာ2ရက်လောက်ပဲရှိပြီเนาะဒီ2ရက်အတွင်းမှာကျွန်တော်တို့ဒီလောက်ထိလုံနိုင်တယ်ဆိုတာအရင်ဂုဏ်ယူပါတယ်အားကြောင့်ကျွန်တော်တို့ကိုဂုဏ်ယူတဲ့အနေနဲ့လက်ခုပ်အကျယ်ကြီးပြရအောင် Okay ဂိုင်ဒီရဲ့အမတ်တွေတစ်ချက်ပေါင်းနေတဲ့အချိန်တွင်းမှာပေါ့เนาะအနောက်မှာကျွန်တော်တို့စားကြရရှိပါတယ်စားကြရတယ်စားလို့ရတယ်ပေါ့နော်အမတ်ပေါင်းနေလုံးပါโอเคပါကျေးဇူးပါ
the king Bajayale to know good can she the hot bring it be to know good can it done one chongly to know good can in my tree by be the king Bajayale Hopeကျွန်တော်တို့ချိန်ညာရအောင်နော်အစိမ့်တင်မှနေပြီးတော့80မှတ်နဲ့စဒုထရပါမယ်အကျဉ်းကောင်းရှင်ပြန်မှုပါ Blessed Life ဆိုတဲ့ကောင်းစင်နဲ့ရှင်ပြန်သွားတယ်နောက်ထပ်အနီးတင်မှနေပြီးတော့90မှတ်နဲ့ပထမအနဲ့လွဲချော်သွားပါအမင်းရဲ့အတန်းချာနော်ဘယ်လိုရာတွေကြုံတွေ့လားဟလားအမင်းရဲ့အတန်းချာဘယ်လိုတွေကြုံတွေ့လားဟုတ်ပြီဒါဆိုရင်ဘယ်နှသိကြံသေးလဲအပြာတင်းဆိုတဲ့လူတွေလက်ထောင်အဝါတင်းဆိုတဲ့လူတွေထိုင်နေဟုတ်ပြီယေရှုတင်နေဒီနေ့ drama competition နဲ့တန်ချက်တိုင်ပွဲတစ်ခုပြည့်ထန်ရှင်ပြိုင်နေတဲ့နေရာမှာအဲ့ဒီလွန်ဆွဲပွဲမှာဘယ်ဖွဲ့ကပထမရသွားတယ်လဲဆိုတော့ခုနပြတ်တဲ့ပုံကြီးနဲ့ရတော့ကျွန်တော်လည်းမူးမိတ်မတက်ဖြစ်သွားတယ်။ကောင်မလေးလည်းအရင်လှတယ်။ဘယ်ပုရုဇဉ်လူသားမှမခံနိုင်တဲ့အလှပြားတွေနဲ့လည်းတင်ဆက်သွားတယ်။ကျွန်တော်မနေစိတ်ပြီးတော့လေဆွဲစိတ်ပြီးတော့ဟာရောက်နေတာဘာများရောက်နေတာမသိဘူး။ခါကြောင်များလားမသိဘူး။အဲ့လိုထင်မှားရတော့တင်ဆက်ဖို့ရန်ကောင်းတယ်။အချိန်ထဲမှာပဲသူ့ကိုအပြိုင်ဆဲဖို့အတွက်အားကောင်းကောင်းနဲ့ပြင်ဆင်လာတော့ကျွန်တော်တို့အပြာသိမ်းမဲ့ဖြစ်ပါတယ်။ You can get တန်ချက်ဆရာရဲ့ lecture ပညာချက်လိုပဲစီကံတင်တင်မာမာနဲ့ဂိုင်ဆဲတဲ့ youth ပါဆောင်လဲဘူးစော်ထဲလိုက်ဆက်ချစ်ဖို့လည်းပြောလိုက်နောက်ဆုံးတော့ကျွန်တော်အဲ့လွန်ဆွဲပွဲမှာ
သူပထမရသွားတယ်ဆိုတော့96မှတ်နဲ့ပထမဆုရရှိသွားတာကတော့ BLUE Blue Congratulations ပါဆက်ပါသူပေးဖို့အတွက်ကျွန်တော်တို့ ချက်ပါစာကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါလေနောက်နေ့ကျရင် praise and worship တင်းမှာသူတို့တင်းလုံးပါခိုင်းရမယ် worship အကတွေသူတို့ပြင်ခိုင်းရမယ်နော်သူပေးတယ်ဆရာတော်လည်းသူပဲကျေးဇူးတင်ပြပါတယ်2019 Youth Camp Blessed Life ဆိုတဲ့ Youth Camp မှာလာရောက်ပါဝင်ကြတဲ့ရောက်တိုင်းစီကိုသူပဲကျေးဇူးတင်ရှိပါတယ်။တနစ်စာအတွက်အကောင်းဆုံးဖယားရှင်ပြိုင်မှုအတွက်လည်းပထမရရှိသော Red အသင်းကိုလည်းကျေးဇူးတင်တယ်။ကျွန်တော်တို့အစွမ်းအစများပေါ်ထုတ်တဲ့ပြိုင်ပွဲမှာလည်းပထမရရှိသော Blue အသင်းအတွက်လည်းကျွန်တော်အမတန်မှဂုဏ်ယူတယ်။အဲ့တော့ကျွန်တော်ဖယားတစ်ချင်းကိုလာမယ် April မှာနောက်ဆုံးအပတ်မှာကျွန်တော်တို့ church choir အနေနဲ့တည်ဆိုကြမှာဖြစ်တယ်အာမင်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီနေ့ဆိုသလိုပဲအားရပါရနဲ့ဂုဏ်တော်ချီးမွမ်းကြမှာဖြစ်ပါတယ်နားလေတော့လေစူးစမ်းပြီးတော့လေ့ကျင့်သင်ကြားပြီးတော့တငယ်ချင်းများဟိုလည်းကျေးဇူးတင်တယ်နားလေလို့လည်းသင်တယ်နားမလဲလည်းဆိုတယ်ဘလို့ပဲဖြစ်ဖြစ်ဂုဏ်တော်ချီးမွမ်းခြင်းမှာရှင်ပြိုင်ပွဲမှာပါဝင်ကြတဲ့ရောက်တိုင်းစီကိုလည်းအမတန်မှကျေးဇူးတင်တယ်အားလဲနာတယ်ခင်လဲခင်လဲကျွန်တော်တို့ဒီနေ့ရဲ့Youth Camp အဆုံးသတ်ဖို့အတွက်ကျွန်တော်တို့အားလုံးမတ်တက်ထားပြီးတော့ဒီကွာဆူတောင်းကြဖို့ဖိတ်ခေါ်ခြင်းနဲ့မနေ့ပြန်မနေ့ကျွန်တော်တို့8နိုင်မှာပုံမှန် devotion ဒီအပေါ်ထပ်မှာပဲအပြုကိုးကွယ်ခြင်းစီစဉ်ရှိမှာဖြစ်ပါတယ်အဲ့ဒီအစီအစဉ်မှာကျွန်တော်တို့တတိခံလို့တော့ပုဂ္ဂိုလ်များတတိခံဖို့ဒီညမှာစကတ်ပြင်ဆင်ထားပေးပါမိမိတဦးချင်းရဲ့ဘုရားပြောတဲ့စကားများကိုပြန်လည်ဝေငှခြင်းတတိခံခြင်းအားဖြင့်သူတစ်ပါးအနေနဲ့ဒီဆောက်เสียခွန်အားယူเสียများကြီးရှိတယ်။ထိုနည်းတူစွာပဲခရစ်တော်ဘုရားကပြောတယ်ငါ့ကိုလောကမှာဝန်ခံလို့ရှိရင်တဲ့ငါလည်းခမဲတော်ရှိမှဝန်ခံမယ်လို့ပြောပါတယ်။ကျွန်တော်တို့ရရှိတဲ့သက်သေများကိုဘုရားပြောတဲ့နှုတ်ကပတ်များကိုဖဲတိုးထိမှုများကိုသူတစ်ပါးရှိမှပြန်ပြီးတော့ဝန်ခံဖို့အမှန်တမ်းအရေးကြီးတဲ့အကြောင်းတိုက်တွန်းလို့ဆိုချင်တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အားလုံးသူတို့ကစတောင်းဆက်ကကြမယ်မိမိရှိတဲ့အရက်ကနေပြီးတော့စတောင်းကြမယ်အဆုံးသတ်မှာကျွန်တော်တို့ပထနာတော်ကိုအတူတကွရွတ်ဆိုပြီးတော့ဆရာတော်ရဲ့ကောင်းချီးပေးခြင်းအပြင်အစီအစဉ်ကိုရုပ်သိမ်းကြမှာဖြစ်ပါတယ်အားလုံးကျေးဇူးတော်ချီးမွမ်းပြီးတော့အတန်လှည့်ပြီးတော့စတောင်းကြရအောင်ဘောကကျေးဇူးတင်ရှိပါတယ်ဘောကကျေးဇူးတော်ကြောင့်2019 You can go စာမနေပြီးတော့အဆုံးထိတိုင်ဟောဘုရားကောင်းချီးပေးရဲ့ဥဆောင်ပေးပြီးဖြစ်တဲ့ကျေးဇူးတင်ဘောဖယားပေးတော့ဘောဖယားပြောပြတော့ဖွင့်ပြတော့နှုတ်ကပတ်တော်များအတွက်လည်းကျေးဇူးတင်တယ်ဘောဖယားမှုတော်မြတ်အတွက်အစီအကံတော်ဆရာဆရာမများရောက်တိုင်းစေတတာအတွက်ကျေးဇူးတင်တယ်လူငယ်ကောင်းဆောင်များအတွက်လည်းကျေးဇူးတင်တယ်ပေါဝင်ကြတဲ့အရောက်တိုင်းစေတတာအတွက်လည်းကျေးဇူးတင်တယ်သူတို့စက္ကမှုများအတွက်လည်းကျေးဇူးတင်တယ်ဘောဖယားဈာနာရတော်နှုတ်ကပတ်တော်များအသက်တာမှာမှန်တကယ်ပဲလိုက်နာကျင့်သုံးတဲ့အသက်ရှင်နိုင်ဖို့လူမှာဘောဖယားမာစာတော်မူပါခွန်အားပေးသနာတော်မူပါလက်တွေ့သက်တာမှာအသက်ရှင်နိုင်ဖို့လူမှာဘောဖယားမာစာတော်မူပါလူဉာဏ်ပညာအားဖြင့်လူရဲ့ကြိုးစားမှုအားဖြင့်မဖြစ်နိုင်သောအရာများလဲများစွာရှိနေပါတယ်ဘောဖယားဘောဖယားရဲ့မာစာခြင်းအထူးသဖြင့်လိုအပ်ပါတယ်တန်ရှင်းခြင်းအသက်ရှင်နိုင်ဖို့လူမှာဘောဖယားခွန်အားပေးပါတန်ရှင်းသောဝိညာဉ်တော်ဖျားအထင်းနဲ့အလုပ်လုပ်တော်မူပါ
မိမိအိမ်ကိုပြန်သွားတဲ့အခါမှာလေအိမ်သူအိမ်သားများအမိသားစုများမိတ်ဆွေတငယ်ချင်းများအသင်းတော်များပြန်လဲပြီးတော့သက်သေခံနိုင်ဖို့လို့မှာကိုရောဖခင်ကိုညီပါမဆာပါပြုပြင်ပါမိမိကိုအဖြစ်မတဆွမ်းနိုင်သေးတော့မပယ်ရှားနိုင်သေးတော့အခက်ခဲများတော်၎င်းစုံစမ်းနှံ့ရှုပ်ခြင်းများတော်၎င်းပယ်ရှားနိုင်ဖို့အောင်နိုင်ဖို့လို့မှာကိုရောဖခင်ကိုညီမဆာတော်မူပါကိုဖခင်သားသမီးတို့တိုင်းကျေးဇူးဟာသားသမီးတို့တိုင်းစီအတွက်အမြဲတမ်းလုံလောက်ပါတယ်ဤယနေ့မှာ2019ခုနှစ်မှာကိုဖခင်အထူးပါရှိခြင်းကိုအမြဲတမ်းဆင်ခြင်အောင်မိတယ်လူငယ်ကောင်းဆောင်များအတွက်တော်၎င်းမှုတော်ဆောင်များအတွက်တော်၎င်းကိုဖခင်လူငယ်များရောက်တိုင်းစီအတ္တမှာအမှန်တကယ်ပဲမင်္ဂလာရှိသောအတ္တဖြစ်နေသူတစ်ပါးအတွက်သက်ရှင်နိုင်သောလူငယ်များဖြစ်စေတော်မူပါအလင်းဖြစ်တဲ့လောကကိုအလင်းပေးနိုင်သောလူငယ်များဖြစ်စေတော်မူပါစားခဲ့တဲ့သူတစ်ပါးအားအနန္တသောအရာသာကိုပေးတဲ့ဘဝရဲ့အဓိပ္ပာယ်ကိုရှိစေသောလောကကိုအကျိုးပြုနိုင်သောလူငယ်များဖြစ်စေတော်မူပါယေရှုဖခင်ရဲ့တော်နာမ၌ဒီကွာဆုတောင်းဆက်ကြပါ၏တောင်းခင်ပုံ၌ရှိတော်မူသောကျွန်တော်တို့ဖာရောဤနာမတော်အားဒီတည်းလေးနဲ့ချင်းရှိပါတော့ကျွန်တော်လူသားများကြုံတွေ့ရင်ဆိုင်နေရသောအမင်္ဂလာအားလုံးကိုဖယ်ရှားပြီးမင်္ဂလာဖြစ်စီဖို့လုံငါကောင်းကင်ပလင်ကိုစွန်လျက်လူစားတိကိုခံယူကာလူသားအားလုံးအထွတ်အတိခံလျက်ရှင်ပြန်ထမြောက်သောခရစ်တော်၏မဟာကျေးဇူးတော်တပါတိတော်သားတော်ကိုစွန်တော်မူသည့်တိုင်အောင်လောကီသားကျွန်တော်မျိုးတို့ကိုချစ်တော်မူသောခမည်းတော်ဖျားချစ်ခြင်းမေတ္တာနဲ့မိမိတို့အတ္တတီကိုလမ်းပြဖို့ဆောင်ကောင်းချီးပေးလျက်ဖျားရှင်ဘုံတော်ထင်ရှားဖို့လုံငါကျွန်တော်မျိုးတို့အတ္တကိုဖို့ဆောင်မဲ့တရှင်တော်ဝိညာဉ်တော်ဖျားလမ်းပြဖို့ဆောင်ကောင်းချီးပေးခြင်းဒီအတင်တန်း၌တယောက်ပါဝင်ကြတော့တဲ့တို့အားလုံးအပေါ်၌တယောက်လျက်ကာလရှင်နဲ့ဒီရှိဒီနေပါစီတော်အာမင်အားလုံးကျေးဇူးတင်တယ်2020ရွတ်ခဲ့မှာကျွန်တော်တို့ကျန်းကျန်းမာမာနဲ့အားလုံးပြန်ဆုံတွေ့ကြဖို့ရနေပြီးတော့ဖိတ်ခေါ်ပါတယ်အားလုံးဖျားရှင်ကောင်းချီးပေးပါစေ